မင်္ဂလာပါဟိတာဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ဒီ full moon တရားစပြီးတော့ပေါ့နော် universe ကကိုယ့်ကိုဘယ်လိုຢာတွေကို blessing ပေးခြင်းလဲ universe blessing ပေးထားတဲ့အရာတွေကိုယ့်ဘဝထဲကိုဝင်ရောက်လာဖို့အတွက်ကိုကဘာလုပ်သင့်လဲပြီးတော့ပေါ့နော် universe ကကိုယ့်ကိုဘယ်လို message တွေပေးခြင်းလဲဆိုတာပဲဖြစ်ပါတယ်ရှင်ဒါကတော့ဖိုင်1ဒါကတော့ဖိုင်2ဒါကတော့ဖိုင်3ပါရှင်ပထမဆုံးပေါ့နော်ဒီဖိုင်1လေးအတွက် universe ကဒီ full moon တရားစပြီးတော့ကိုယ့်ဘဝတွေကိုဘယ်လို blessing တွေပေးခြင်းလဲဆိုတာကိုကြည့်အောင်ပေါ့နော်ဒီဖိုင်1လေးအတွက် universe ကဘယ်လို blessing ပေးမလဲဆိုချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးတော့ blessing တွေပေးပါလိမ့်မယ်ပေါ့နော်ဒီ1500အရာလည်းဖြစ်နိုင်တယ်လို့928လည်းဖြစ်နိုင်တယ်ပြီးတော့ကိုချစ်ခင်ခြင်းဆိုတဲ့ self love လည်းဖြစ်နိုင်ပါတယ်ပေါ့နော်ပြီးတော့လေဒီဖိုင်1လေးအတွက်ကဒီဖိုင်1လေးအရန်လိုချင်နေတဲ့ဆန္ဒတစ်ခုရှိရပေါ့နော်ဒါပေမဲ့ universe ကအဲ့ဒီဆန္ဒကိုဖြည့်ဆည်းမပေးနိုင်ပါဘူးတဲ့ဒါပေမဲ့ဒီဆန္ဒကိုဖြည့်မပေးချင်ပေမဲ့လည်းပေါ့နော်တခြားကိုဒီစောင့်နေတဲ့ဒီအခွင့်အလမ်းတွေရှိရပေါ့နော်ပြောမယ်ဆိုရင်တော့ universe ကကိုတကားပေါက်တစ်ခုပိတ်ထားပေမဲ့လည်းနောက်တကားပေါက်တစ်ခုမှာဖွင့်ပေးထားရဆိုတဲ့သဘောပေါ့နော်ပြီးတော့လေဒီဖိုင်1လေးတွေကိုရွေးထားတဲ့လူလေးတွေကို universe ကဘာပြောချင်လဲဆိုတော့မင်းမာတဲ့ပျော်ရွှင်ဖို့အတွက်အခွင့်အရေးရှိပါတယ်တဲ့ဘဝကိုငြိမ်းငြိမ်းချမ်းချမ်းနဲ့ချိုးမိန်နဲ့ဖြတ်တန်းတင်တယ်လို့ပြောမယ်ဆိုရင်တော့ဒီဖိုင်1လေးတွေကခုတလောပေါ့နော်ဘဝရဲ့အနှစ်သာရတွေကိုမေ့နေတာမျိုးဒါမှမဟုတ်ဘဲနဲ့ပေါ့နော်ကိုအဲ့လိုမျိုးပျော်အောင်မထားတာမျိုးပြီးတော့ဒီမှာပေါ့နော်ဒီမှာပြထားသလိုပဲကိုကကိစ္စတစ်ခုခုကိုပြီးတော့မျောလင်းချက်တစ်ခုခုကိုကဆူတောင်းတစ်ခုခုကိုအရန်လိုချင်ပြီးတော့တောင်းတနေတာကိုတွေ့ရတယ်ပေါ့နော်အဲ့ဒီအရာတွေကြောင့်ကိုကဒီပျော်ရွှင်မှုကိုမေ့နေရတယ်ဖြစ်နိုင်နေပေါ့နော်ပြီးတော့ universe ကဒီအချင်းနဲ့ပတ်သက်ပြီးကို blessing ပေးမယ်ပြီးတော့ဒီကိုချစ်စေခြင်းနဲ့လို့လည်းဟိတာခံစားရတယ်ပေါ့နော်ကိုပျော်စေခြင်းနဲ့ကိုချစ်စေခြင်းနဲ့ပြီးတော့ဒီပိုင်း1သမားလေးတွေကို universe ကဒီ self love လေးတွေပေါ့နော်ကိုချစ်တဲ့ဒီ self love လေးထားတဲ့နယ်ဆိုပြီးတော့လေတာကို message ပေးခြင်းနဲ့ပေါ့နော်အဲ့တော့ဒီဖိုင်1လေးတွေကိုပြောချင်တာကဒီကိုယ့်ရဲ့ဆန္ဒတွေကမဖြစ်လာလို့မပြည့်ဝလာလို့ဆန္ဒတစ်ခုကမဖြစ်လို့လုံးဝစိတ်ထဲမကြပါနဲ့ဒီတကားပိတ်ထားပေမဲ့ universe ကကိုတခြားအခွင့်အလမ်းတွေတကားဖွင့်ပေးထားတာရှိပါတယ်အဲ့ဒါကိုကလက်ခံလိုက်ပါပြီးတော့ပေါ့နော်ဒီကိုချစ်ပါကိုပျော်အောင်ထားဖို့မမေ့ပါနဲ့ဘဝကိုပျော်ရွှင်ရွှင်နဲ့ချိုမိန်မိန်လေးနဲ့ဖြတ်သန်းပါလို့ universe ကပြောချင်ပါတယ်ရှင်ဒါကတော့ဒီဖိုင်2လေးတွေပေါ့နော်ဖိုင်2လေးတွေကဒီ full moon တွေကစပြီးတော့ဘယ်လို blessing တွေရလာမလဲဆိုတော့ကြည့်လိုက်ရအောင်နော်ဒီမှာက marriage ပေါ့နော်ဒီမှာကဖိုင်2သမားလေးတွေထဲမှာဒီတချို့လေးတွေကလက်ထပ်ရမယ်စိတ်ဆက်ရမယ်ပေါ့နော် single လေးတွေအတွက်လည်းလိုမျိုးပေါ့နော်ဒါပေမဲ့ဟိတာတွေ့ရတာကဒီစိတ်ဆက်ရမယ့်ကိစ္စတွေပြင်ပေါ့နော်ကိုကဒီလူတွေနဲ့ပို့ပြီးတော့ communicate ကောင်းလာမယ်ဆိုတာကိုလည်းတွေ့ရတယ်ပေါ့နော်ကိုကဒီအသင်းဖွဲ့နဲ့နေနိုင်လာမယ်ပေါ့နော်ပေါင်းစည်းခြင်းကိုပြရဲဆိုမှဒီလက်ထပ်ခြင်းဆိုရင်လည်းဟိတာကပေါင်းစည်းခြင်းကိုမြင်တဲ့အတွက်ပေါ့နော်ဒီမှာကတချို့လေးတွေကကျတော့ဒီလုပ်ငန်းပိုင်းဆိုင်ရာမှာအဲ့လိုမျိုးပေါင်းစည်းခြင်းလေးရှိလာနိုင်မယ်ပေါ့နော်ဒီမှာက universe ကဘာပြောချင်လဲဆိုတော့ပေါ့နော်ကိုအဲ့လိုမျိုးကာကွယ်တဲ့နေတယ်ပေါ့နော် you need to define yourself ပေါ့နော်ကိုကာကွယ်ပါတဲ့ပြီးတော့ပေါ့နော်ကိုကအရင်တော့ဘယ်လိုလူမျိုးဖြစ်ခဲ့လဲဆိုတော့အရင်တော့ကိုသူများဒါသဘောမကျဘူးမချိုက်ဘူးလို့ပြောရတယ်အရင်ပြင်မိတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်ရင်လဲအဲ့မျိုးပြင်စေခြင်းနဲ့ပေါ့နော်တချို့ຢာတွေကခေါင်းမတင်းတဲ့နေရာတွေမှာခေါင်းမလိုက်ပါမဟုတ်ရင်ကိုကသူတို့ပြောလို့ပြင်းပြင်းနဲ့ကိုကဘယ်လိုလူမျိုးလဲဆိုတာပါပျောက်တတ်တယ်ပေါ့နော်ဒီမှာကပြီးတော့ပေါ့နော်ဒီမှာကကိုယ့်ရဲ့ဒီ universe ကဘာပြောချင်လဲဆိုတော့တချို့အပြောင်းလဲတွေပေါ့နော်တချို့အပြောင်းလဲတွေကဘဝထဲမှာဖြစ်လာတာကကောင်းမှုအတွက်ဖြစ်လာတာပါတဲ့ပြီးတော့ဒီမှာကလေဒီပိုင်း2သမားလေးတွေကမကြခင်မှာပေါ့နော်ဒီကိုနဲ့ပတ်သက်ကိုကဒီမှာဦးစီးဦးဆောင်လုပ်ရမယ့်ကိစ္စတွေပြီးတော့ဒီမှာလည်းပြထားရတဲ့ပေါ့နော်ဒီဘယ်လိုမျိုးလဲဆိုတော့ကိုကဦးစီးဦးဆောင်ပြရတာတွေအသင်းဖွဲ့တွေမှာပေါ့နော်ပါဝင်ရတာမျိုးရှိလာလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးဖြစ်လာတဲ့အခါမှာလည်းကိုကာကွယ်ဖို့မမေ့ပါနဲ့ကိုကသူများကဒါပြောလိုက်ပြင်လိုက်သူများအကြိုက်ကိုလိုက်ရင်းနဲ့ပဲကိုအဲ့လိုမျိုးပျောက်ဆုံးသွားတဲ့အကြောင်းမလို့ကိုကာကွယ်ပါကိုကဘယ်လိုလူလဲဆိုတာကိုပေါ့နော်မမေ့ပါနဲ့တချို့ຢာတွေကဒီခေါင်းမာတာမကောင်းဘူးဆိုပေမဲ့လည်းတချို့နေရာလေးတွေမှာခေါင်းမာတင်ခေါင်းမာလိုက်ပါပေါ့နော်အဲ့လိုမျိုးသူများတွေရဲ့အကြိုက်ကိုလိုက်ရင်းနဲ့ကိုပျောက်ဆုံးတဲ့လူမဖြစ်ပါစေနဲ့တဲ့ပြီးတော့ universe ကကိုဒီပေါ့နော်ဒီစုံစည်းစေခြင်းတဲ့အရာတွေရှိသေးရပေါ့နော်ပြောရမယ်ဆိုတော့ဒီလူမှုရေးအပိုင်းမှာဖြစ်ဖို့များရပေါ့နော်ကိုရဲ့ဒီ
နေရနေရနေဒီအသင်းဖွဲ့တွေနဲ့အတူအဲ့လိုမျိုးလောက်ရတာမျိုးအဲ့လိုမျိုးတွေရှိလာလိမ့်မယ်အဲ့လိုမျိုးဖြစ်လာရင်လည်းမကြောက်နဲ့ကိုလှုပ်ရှားရှာလို့ပြောမယ်ဆိုဒီပိုင်းသမားလေးတွေကတချို့လေးတွေကအဲ့လိုမျိုးအသင်းဖွဲ့နဲ့လောက်ရတဲ့ခါမှာခေါင်းဆောင်ပေါ့နော်ခေါင်းဆောင်ဦးစီးဦးဆောင်ပြီးသွားတဲ့အခြေအနေလေးလည်းရှိလာပါလိမ့်မယ်ပေါ့နော်အဲ့လိုအခြေအနေမှာဆိုရင်လည်းလုံးဝမကြောက်နဲ့ confidence ရှိသွားပြီးရင်ကိုယ့်ကိုကာကွယ်ဖို့မမင်းနဲ့ဒီလူများတွေကကိုယ့်ကိုဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကိုဆုံးဖြတ်ခွင့်မပေးဘဲနဲ့ကိုကဘယ်လိုလူမျိုးလဲဆိုတာကိုယ့်ကိုပဲဆုံးဖြတ်ပါလို့ universe ကပြောချင်ပါတယ်ရှင်ဒါကတော့ဒီဖိုင်ဆွေးလေးတွေအတွက်ပါနော်ဖိုင်ဆွေးလေးတွေအတွက်က universe ကဘယ်လို blessing တွေပေးမလဲဆိုတော့ချမ်းသာကြွယ်ဝမှုတွေပေးပါလိမ့်မယ်နော်ပြီးတော့ကိုယ့်ကိုလေဘယ်လိုပြောမလဲကိုယ့်ကိုလေးစားအားကြနေတဲ့လူလည်းရှိရဲပေါ့နော်ဒါပေမဲ့သူကတော့ကိုယ့်ကိုထုတ်ပြောမှာတော့မဟုတ်ဒါပေမဲ့ကိုယ့်ကိုသူတို့ရဲ့ role model ဖြစ်ထားတဲ့လူတစ်ယောက်တော့ရှိရဲပေါ့နော်ဒီမှာကဘယ်လိုလဲဆို universe ကပေါ့နော်ကိုယ့်ကိုဒီအကူအညီပြုနိုင်မဲ့ဒီ information တွေရှာတဲ့နေဘယ်လိုလဲဆိုတော့ဒီအချိန်တွေမှာကိုက well ဆိုရဲဒီချမ်းသာကြွယ်ဝမှုကိုရမဲ့အတွက်ပြောမယ်ဆိုတော့ဒီချိန်မှာထိုင်နေလို့မရတော့ဘူးပေါ့နော်ထိုင်မနေဘဲနဲ့ဒီကိုအတွက်ကဘယ်ဟာတွေအကျိုးပြုမလဲဘယ်ဟာတွေအကျိုးဖြစ်မလဲဆိုတာကို universe ကအဲ့လိုမျိုးလှုပ်တင်နေပြီပေါ့နော်ပြီးတော့ universe ကဘယ်လိုပြောလဲဆိုတော့ဒီမှာကိုအတွက်မြုပ်နှံတင်တယ်ကိုအတွက်ဘာလို့လို့ရှင်လဲပြီးတော့ဒီမှာဒီပိုင်းသမားလေးအတွက်ကထူးထူးခြားခြားက universe ကကိုအတွက်ကိုဘာတွေ commitment ပေးနိုင်လဲဆိုတာကိုပါအဲ့လိုစဉ်းစားခိုင်းနေပေါ့နော်ကိုဘဝအတွက်မင်းဘဝအတွက်မင်းဘာတွေကိုလို့ရှင်လဲမင်းကိုမင်းဘယ်ရာတွေကို commitment ပေးနိုင်ပြီလဲဆိုတာကိုပါစဉ်းစားလိုက်ပါတဲ့ပြီးတော့အဲ့ဒီအရာတွေကိုစဉ်းစားပြီးရင်အဲ့ဒီကိုယ့်ရဲ့အိမ်မက်တွေမျှော်လင့်ချက်တွေပေါ့နော်ကိုယ့်ရဲ့ဒီဟီမန်းချက်တွေလုံးဝအဲ့ဒီဟာတွေကိုအောင်မြင်အောင်လို့ခုအစပြီးတော့ရှာတင်နေပြီကိုယ့်အတွက်ကိုယ့်ဘဝအတွက်ဘယ်ဟာတွေကအကျိုးပြုမလဲဘယ်လိုအရာတွေကကိုယ့်အတွက်ကောင်းကျိုးပြုနိုင်မလဲဘယ်လိုအရာတွေလုပ်လိုက်ရင်ကိုယ့်အတွက်ကပို့ပြီးတော့တိုးတက်သွားမလဲကြီးပွားသွားမလဲအဲ့လိုအရာတွေကိုရှာတင်နေပါပြီတဲ့ပြီးတော့ပေါ့နော်ကိုယ့်အတွက်ကဒီချိန်မှာအတီတကြားနဲ့လုံးတင်နေပြီပေါ့နော်ဒီအဲ့လိုမျိုးဟိုဘာမှမလုပ်တာမျိုးဝေးလေးလေးဖြစ်တာမျိုးမဟုတ်ဘဲနဲ့ဒီချိန်တွေမှာအတီတကြားလုံးတင်နေပြီမင်းဘဝမှာမင်းအတွက်မင်းဘာတွေကို commitment ပေးနိုင်လဲဘာတွေကို commitment ပေးခြင်းလဲအဲ့ဒီຢာတွေရှိရင်အဲ့ဒီຢာတွေကကိုယ့်ဘဝတွေကိုရောက်လာဖို့ဘာတွေလိုအပ်လဲအဲ့ဒီຢာတွေကိုလိုအပ်တဲ့ຢာတွေသိပြီးရင်အဲ့ဒီဟာတွေဖြစ်လာဖို့အတွက်ပေါ့နော်ခုကစပြီးတော့စလုပ်တင်နေပြီးတော့မင်းတကယ်လို့သဘောကျတဲ့လူမင်းရဲ့ဘဝမှာ role model ထားရလို့ရှိရင်လည်းအဲ့တိုင်းလို့ပြီးတော့မင်းရဲ့ဒီအချိန်တွေမှာပေါ့နော်မင်းကိုဒီလေးစားအားကြနေတဲ့လူတွေလည်းရှိရပြောရမယ်ဆိုရင်တော့ဒီပိုင်း3သမားလေးတွေကို universe ကပြောချင်တာကိုယ့်အတွက်ကိုအလုံးလုံးတင်ပြီဒီအရေးမပါတဲ့ຢာတွေထားခဲ့ပြီးတော့ကိုယ့်ဘဝအတွက်ဘယ်ຢာတွေကအရေးပါလဲဘယ်ຢာတွေမှာဖြစ်ချင်လဲကိုကဘယ်လိုလူမျိုးကိုကဘယ်လိုမျိုးအောင်မြင်ခြင်းတွေကိုလိုချင်တာလဲအဲ့ဒါတွေအတွက်မင်းဒီ time မနေရဲနဲ့စပြီးတော့ရှာတင်နေပြီစပြီးတော့လုံးတင်နေပြီဆိုတာကိုပြောချင်ပါတယ်ဟိတာရဲ့ဒီ fine reading လေးတွေကိုကြည့်ပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာလည်းပြန်တွေ့ကြပါဦးမယ်ရှင်